ကိုကတော့မပေးနိုင်တော့ရအောင်ဟုတ်သမီးနာမည်ကဟိုပါလိမ့်မယ်ဟုတ်အဲ့တော့ကလေးလေးတွေကဦးသားအသက်ဘယ်လောက်ရှိပါလဲအသက်တစ်နှစ်ပြည့်2ရက်သူကစောင်းတစ်စင်ဦးနာမည်ကစောင်းတစ်စင်ဦးသူကတော့စောင်းတစ်စင်လှိုင်းသူကစောင်းတစ်စင်လွယ်အကြီးလေးอ่ะ3ယောက်လို့တီးလိုက်ခဲ့ချင်းမလေးခံလာကြတယ်ဘာမှတာကြည့်မလို့ပဲဝမ်းသာကြည့်လို့ပဲကိုကဘာမှတာကြည့်လားဟိုစီပွားရေးအစီမပြေတာကြောင့်တခုဝမ်းသာတာဟိုကလေး3ယောက်အဲ့လိုမျိုးမဟုတ်ဘူးပုံမွေးထားပဲကိုသားသမီးကိုလှုပ်ပေးရမယ်ဆိုတော့ဒီတော့အမြဲရှိလို့အဲ့လိုအရင်တော့ကတော့ဟိုယောက်ျားနဲ့အရင်တော့ကစာရေးဖိုင်ကြီးတော့ရဖြစ်တော့မွေးလာရင်ကလေးကိုပေါ့ပေးပြမယ်ဆိုအဲ့လိုမျိုးတော့သဘောထားရှိတယ်အစင်မပြေတဲ့ခါအကြောင်းမို့လို့အခုကတော့မပေးနိုင်တော့ရအောင်ကလေးကိုတနာတယ်ဘိုးကလည်းမဆိုးပါဘူးသူတို့မဘွေးရတဲ့အစိတ်မပြေတာဟို3ယောက်ကြီးမှလည်းမတည်ဘူးတယောက်တည်းပဲဖြစ်လာအဲ့ဒါလည်းကြီးမှ3ယောက်ဖြစ်လာဆေးရုံတက်တော့ကလည်းသူများကတွေကလည်းဝိုင်းဝန်းကူညီကြတယ်ဗိုက်ကြီးတဲ့တွေအားကြောင့်ကိုအားငယ်တယ်သူ့ဖေးကြတော့အဲ့ဒါလှုပ်သွားလို့နဲ့ပါသွားတာဘယ်လိုလဲကြရအောင်ဒီတိုင်းမဲ့ဟိုအိမ်လားကောက်ကြအဲ့လိုမျိုးဝှရှော်ရရပါလိမ့်မယ်အဲ့လိုမျိုးနည်းနည်းချင်းစုပြီးတော့ဒီရခါကြရင်တလားမပြေတော့မှအဲ့စောင်းရှင်ပြောတာဟိုဟူလူရှိမှသွားပြီးတော့မုန်းဆိုင်မှာဆိုလဲအကျွေးယူရတော့မှဒီလိုအကျွေးသွားယူလိုက်ဟိုဗာလဲတပင်းညာထော်ရလို့တငယ်ချင်းတွေတွေ့လို့ရှိရင်မဆက်နေပါနဲ့နည်းနည်းပါတောင်းပြီးတော့ပေးလိုက်အဲ့လိုမျိုးအကျွေးလေးယူရအခုဆိုရင်မုန်းဆိုင်မှာအကျွေးလေးရှိတယ်ဟိုသူများကအိမ်မှာအဝိတ်သားလျှော်ပြီးတော့လျှော်လိုက်ပြေးလျှော်လိုက်သူ့ဟိုဗာကလေးနဲ့ပေါ်တော့မှကလေးနဲ့ဖြီထားခိုင်းလိုက်ဝေးလေးတော့ရှာလျှော်ပြီးတော့လုံးကိုရအောင်လုပ်နေတော့ဘာပဲဖြစ်လဲအိမ်မှာအဆင်မပြေဘူးကလေးနဲ့တိတ်ပြီးတော့ခါကျကလေးချက်မှဖြည့်တော့မှမိမဘာလို့ဖာကြရတော့မသိဘူးဟိုလူရှိရသွားပြီးနည်းနည်းချီလိုက်ဒီလူရှိရသွားပြီးနည်းနည်းချီလိုက်အဲ့လိုမျိုးချီပြီးဝယ်ရပြီးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်နောက်လည်းမများပေးနိုင်ပါဘူး